အားလုံးပဲမင်္ဂလာပါ Your Universe ဆိုတဲ့ Tarot Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အခုတစ်ခေါက်မှာတော့ဒီတစ်ဖက်တူပါနော်ကိုယ်ဘာလို့အဆက်အသွယ်မလုပ်တော့တာလဲနောက်ပွားလို့ရှိရင်ဘာတွေကြောက်လဲပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျမကpick up ပိုင်းလေးလုပ်ပေးမယ်ပေါ့နော် pick up ပိုင်းတို့ရဲ့ထုံးစံအတိုင်းပိုင်းတွေရွေးတာမျိုးတွေရှိမယ်ပေါ့နော်ရွေးဖို့အတွက်ပိုင်းကိုကျမကဒီ template ပေါ်မှာခွဲထားပေးမယ်ပေါ့နော်အဲ့ဒီပေါ်မှာပဲကိုပါကိုတော့ကြည့်ပြီးတော့ရွေးပြီးတော့သက်ဆိုင်တဲ့ပိုင်းကိုကြည့်လိုက်ပါပေါ့နော်စိတ်အေးလေးထားပြီးတော့ကိုယ်နဲ့တက်ဆိုင်မဲ့ဥစ္စာပေါ့နော်ဒါကတော့ကိုယ်တစ်ဖက်က goal ဆိုတာဆိုဘာကြောက်လဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဆက်တွယ်မလုပ်တော့ဘူးဆိုဘာကြောင့်ဖြစ်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်မက market 3ကတ်ချမယ်ပေါ့နော်အဲ့တော့ပိုင်းဝဲလေးတွေအရင်စမယ်နော်သွားလိုက်မယ်ပိုင်းဝဲလေးတွေတကယ်ချင်းနေတာပြောရရင်တစ်ဖက်တူကလေဘယ်လိုလူမျိုးလဲဆိုရင်စွန့်စားရတာကြိုက်တယ်ပျော်နေတတ်တယ်လွတ်လပ်မှုကိုကြိုက်တယ်ချုံနှောင်ခံရတာမျိုးလို့တူတစ်ခုခုပေါ့နော်အဲ့လိုချုပ်ကင်ထားတာမျိုးတွေပါတယ်ဆိုတိမ်ကြိုက်ဘူးညံလဲကောင်းတယ်ပေါ့နော်ညံကောင်းတယ်ပြီးတဲ့ခါကျလို့ရှိရင်အဲ့လိုလူမျိုးဖြစ်တတ်တယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့နည်းနည်းတစွတ်တိုးဆန်တယ်ပေါ့နော်ပြောရလို့ရှိရင် risk ယူပြီးလုပ်ရဲတယ်ပေါ့နော်ဘယ်ဟာပဲဖြစ်ဖြစ်သူများမလုပ်ရဲမစွန့်စားရင်စွန့်စားရတယ်ပေါ့နော်နောက်ပွားလို့ရှိရင်နည်းနည်းလဲ silly ဖြစ်တာလားအဲ့လိုနည်းနည်းပေါ့နော်သူနဲ့နေလို့ရှိရင်အဲ့လိုယူသွတ်နေယူရဲဆိုတာဒီလိုပေါ့ဟုတ်လို့ယူရဲဆိုတော့ယူမျိုးပြောတာမဟုတ်ဘူးသူကလေနည်းနည်းပေါ့ခလေးဆန်တာမျိုးလဲပါတာပေါ့နော်အဲ့လိုမျိုးလေးပေါ့သူများမှမရှိတဲ့အပြုမှုမျိုးလေးဆိုသူ့မှာရှိရဒါပေမဲ့အဲ့ဒါလေးကလည်းချစ်ဖို့ကောင်းနေဆွဲဆောင်မှုလေးတစ်ခုဖြစ်နေတာမျိုးပေါ့နော်အဲ့လိုစသဖြင့်အဲ့လိုလူမျိုးဖြစ်တတ်တယ်ပေါ့နော်ပိုင်ဝမ်းလေးတွေရဲ့ဒီတစ်ဖက်သူပါပေါ့နော်အဲ့လိုလူမျိုးဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်ပေါ့နော်ဒါဆိုရင်ကျမဒါနောက်တကယ်ကိုစက်ကြည့်မယ်ပေါ့နော် star တဲ့သူဘာလို့ ghost နေလဲဆိုတော့ကျမသိပြီဒီမှာသူကအိမ်မက်တွေနောက်ကိုလိုက်နေတယ်ဒီမှာလည်းတယောက်တည်းနေချင်တယ်ပေါ့နော်တယောက်တည်းနေချင်တယ်မြေသူ့ဘေးအရင်တော့ကတော့တင့်ဘေးနားမှာသူကဝဲလက်လဲဖြစ်ခဲ့မှာပေါ့နော်ဝဲလက်လဲဖြစ်ခဲ့မယ်တင်တို့တွေကနီးနီးကက်ကက်ရှိခဲ့ကြမယ်ပေါ့နော်သူ့ရဲ့သဘောကျတဲ့အချက်တွေဆိုလဲခုနကကျမပြောသွားတဲ့အချက်ကလေးတွေသူ့မှာရှိမယ်ပေါ့နော်ဒီလိုလူမျိုးဖြစ်တတ်တယ်အဲ့တော့နောက်ပြီးတော့အခုချိန်မှာတော့သူကအိမ်မက်တွေကိုလိုက်နေပြီပေါ့နော်အိမ်မက်တွေနောက်ကိုလိုက်နေတယ်လိုက်နေတဲ့ခါကျတော့ဒီအိမ်မက်တွေကသူ့ရဲ့အိမ်မက်ကအရန်ကြီးမားတဲ့အိမ်မက်ဖြစ်သွားပြီပေါ့နော်အရင်တုန်းကထက်လွတ်လပ်သူနေလို့မရတော့ဘူးဆိုပြီးတော့သူ့ကိုယ်သူထိန်းချုပ်လိုက်ပြီပေါ့နော်အဲ့တော့အရင်လိုမျိုးလဲသူ့အချိန်တွေကိုသူပေးတော့မှာမဟုတ်ဘူးပေါ့နော်သူတစ်ခုခုအကြီးလုပ်ဖို့အတွက်သူတွေးလိုက်ပြီပေါ့နော်အဲ့လိုမျိုးကြောင့်မလို့ဒီအိမ်မက်တွေနောက်ကိုကြီးမားလိုက်နေပြီဆိုတော့သူ့အနေနဲ့သူ့အိမ်မက်တော့ပဲအချိန်တွေအားလုံးပေးလိုက်ပြီဆိုတဲ့အနေအထားမျိုးဖြစ်သွားတာပေါ့နော်အဲ့တော့နောက်ဆုံးတစ်ကက်ကTrio Panic တဲ့နောက်တစ်ကက်ကဘာဖြစ်လာနိုင်လဲဆိုလို့ရှိရင် ghost သွားတယ်ဆိုတော့လေကျမကဒါ ghost သွားတဲ့ပတ်သက်ပြောလို့ရှိရင်ပြောချင်တာဆိုတော့သူကတင့်ထက်ပေါ့နော်တခြားတငယ်ချင်းတွေနောက်ပြီးသူတခြားသူပေါ့နော်တခြားသူတွေကိုသူအချိန်ပေးချင်သွားပြီတဲ့အဲ့တော့တင်တို့ကြားမှာတင်းထက်ပိုအရေးကြီးတဲ့သူ့တက်ပေါ့နော်တင်းထက်ပိုအရေးကြီးပါတယ်ဆိုတဲ့အကြောင်းအရာတစ်ခုပေါ်လာတာလူပေါ့နော်ပြောလူလည်းဖြစ်နိုင်တယ်အကြောင်းအရာလည်းဖြစ်နိုင်တယ်ဘာလို့ကျမအဲ့လိုပြောလဲဆိုတော့ Trio Panic ရထားတယ်လူဆိုလို့ရှိရင်လည်းပေါ့နော်သူ့ရဲ့အိမ်မက်ကအကောင့်ထဲပေါ်တော့မှာဆိုတော့ဒီအိမ်မက်အကောင့်ထဲပေါ်ဖို့အတွက်အများကြီး support ပေးနိုင်မယ်လူမျိုးပေါ့နော်ဒီလိုလူမျိုးပေါ်လာတယ်အဲ့တော့ဒီလူနဲ့ပဲသူကအချိန်သွားပြီးတော့သူ့ရဲ့အချိန်တွေရင်းနှီးမြုပ်နေတယ်ပေါ့နော်ပြောရလို့ရှိရင်အဲ့လိုဖြစ်သွားပြီပေါ့နော်သူ့ရဲ့အတန်းရှင်းနေရအိပ်ဘက်တွေဟိုတယောက်နောက်တယောက်အိတ်လူစီဘက်ကိုပဲရောက်သွားပြီပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်နောက်တစ်ခုကကြတော့အကြောင်းအရာဆိုလို့ရှိရင်လည်းဥမာထားပါတော့ပညာရဲ့တစ်ခုခုကိုသူတင်တော့မယ်အဲ့လိုတင်ယူနေပြီဆိုတော့ဒီဘက်ကိုအချိန်မဆိုင်နိုင်တော့ဘူးအဲ့ပေါ့နော်အဲ့လိုတွေမို့လို့ပြီးတဲ့ခါကျလို့ရှိရင်နောက်တစ်ခုကကြတော့ဒီနောက်ထပ်ကိုယ့်ထက်အရေးကြီးတဲ့အရာပေါ့ဘယ်လိုဖြစ်မလဲအဲ့ဒါတော့ခုနကကျွန်မပြောရတဲ့မှာဆိုလို့ရှိရင်တော့ဒီလူပေါ့တက်ပါဆန်သူပို့ပြီးတော့ကိုယ့်ထက်စိတ်ဝင်စားတဲ့လူလည်းဖြစ်ကောင်းဖြစ်မယ်စိတ်ဝင်စားလူမဟုတ်လဲတငယ်ချင်းလူမျိုးပေါ့နော်ဒါမှမဟုတ်လဲသူကူညီပေးနိုင်မဲ့လူပေါ့နော်အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့အဲ့လိုလူ၃မျိုးပေါ့နော်လူက2မျိုးဖြစ်နိုင်တယ်ဟိုဒီတိုင်းကိုယ့်ထက်ပိုချစ်မယ်ဆိုတော့သူစိတ်ထဲမှာဖြစ်လာတဲ့လူအဲ့လိုတရားပေါ့ချစ်တော့မယ်ကိုယ့်ထက်ပိုပြီးသူ့ရဲ့နှလုံးသားထဲမှာနေရာယူလာတဲ့လူပေါ့နော်စကားလှပြောရင်တော့အဲ့လိုလူမျိုးဒါမှမဟုတ်လဲတချို့ကတော့အဲ့လိုလူမျိုးတော့မဟုတ်ဘူးဒါပေမဲ့သူကသူ့ကိုပို့ပြီးတော့ခွင့်ရေးပေးပြီးတော့ပေါ့နော်သူနဲ့တော့ပို့ပြီးသွားလို့ရှိရင်ကောင်းမွန်တဲ့သူတိဆောက်ထားတဲ့အိမ်မက်ကိုရနိုင်တယ်ဆိုပြီးတော့အဲ့ဒါကြောင့်မလို့အဲ့လူတော့ပဲ attention ပေးသွားတော့တာမျိုးအဲ့လိုစသဖြင့်ပေါ့နော်အဲ့လိုပေါ်လာတာနောက်တစ်ခုအကြောင်းအရာပေါ့နော်ကိစ္စတစ်ခုခု
သူ့အိမ်မက်နောက်ကိုလိုက်နေတယ်ပညာတွေတင်နေရတယ်ပတ်စံနေရှာနေရတယ်ပတ်စံဆိုလည်းရင်တော့အလုပ်တစ်ခုပဲလုပ်ဘူးနှစ်ခုသုံးခုလောက်လုပ်နေပြီပေါ့အဲ့လိုတစ်ခုခုအရင်သူအောင်မြင်ခြင်းနဲ့နောက်လိုက်နေလို့အဲ့ဒါကြောင့်မို့လို့ပေါ့နော်အဲ့တော့အဲ့ဒီအကြောင်းအရာတွေက तू ကအရင်လိုလွတ်လပ်ပေါ်ပါတဲ့လူမျိုးမဟုတ်တော့ဘူး तू သူအိမ်မက်တွေကြောက်ပေါ့နော်အိမ်မက်တွေနောက်ကိုလိုက်ရင်းနဲ့မှ तू ကအိမ်မက်ချက်ကြီးလာပြီးဖြစ်လာတယ်အရင်လိုမျိုးကလေးဆန်တဲ့အကျင့်တွေလည်းမရှိတော့ဘူးအဲ့တော့သူ့အချိန်တွေကို तू ကပြန်ပြီးတော့အရင်တော့ကဖြုံးခဲ့တယ်ဆိုအခုလည်းမဖြုံးတော့ဘူးပေါ့နော်လို့စသဖြင့်ပေါ့တခုခုကို तू က strict လုပ်လိုက်ပြီးသူ့ကိုယ်သူစီကံတတ်မှတ်လိုက်ပြီးတော့အဲ့ဒီအရာနဲ့ပဲ तू တွားတော့မယ်ဆိုပြီးတော့ तू ဆုံးဖြတ်လိုက်ပြီးအဲ့ဒါကြောင့်မို့လို့ပေါ့နော်တင့်ကို तू course တွားတာပေါ့နော်ပြောလို့ရှိရင်ဒါကကျမပြောသွားတဲ့ ghost ခံလဲရတဲ့လူရဲ့ဘက်မှာ situation ရှစ်အနေထားနေ ghost ရလည်းဖြစ်နိုင်ဒါဆိုလို့သိကြရတယ်ပေါ့နော်။ तू ကကိုယ့်ထက် attention ဖြစ်သွားတဲ့လူတယောက် तू တွေ့သွားပြီပေါ့နော်။အဲ့လိုမျိုးပြောလို့ရတယ်။ဒါမှမဟုတ်လဲကိုယ့်ကို तू အရင်ကတော့စိတ်ဝင်စားတော့ဘူး तू တခြားလူပေါ့တငယ်ချင်းတွေနဲ့ပဲ तू အချိန်ကုန်တော့မယ်အဲ့လိုစသဖြင့်ဖြစ်သွားတာမျိုးပေါ့နော်။အဲ့လိုမျိုးဖြစ်တတ်ပါတယ်။ဒါကတော့ပိုင်းဝဲလေးနဲ့ပတ်သက်ပြီးတော့ကျမ reading လုပ်ပေးသွားခြင်းဖြစ်ပါတယ်။ तू ဘာကြောင့်ကို ghost ရလဲပေါ့နော်။အဲ့တော့ဒါဆိုရင်ပိုင်း2ကိုသွားမယ်နော်။ပိုင်းတူလေးတွေပန်ဒီကပိုင်းတူးလေးတွေကတော့ဘာလို့ကမှ ghost ခံလဲရလဲဆိုတော့ပန်ဒီကလေးရတာပြောပါသူကရေရှည်ထိတော့သွားဖို့တော့ plan ဆွဲခဲ့ပြီးကြပြီပေါ့နော်ဥမာ saturation ရှိအနေထားမျိုးပဲဆိုရင်တော့မှအတိုင်းအတာတစ်ခုထိကကိုဘောင်မြင်နေရလဲဆိုတေးချတဲ့သူကလာဖွင့်ပြောတော့မှသူနဲ့ငါနဲ့နောက်တစ်ဆင့်တက်တော့မယ်ဆိုတော့ဥမာ 100% မတေးချဘူးဆိုရင်တော့ကိုဘက်ကဘယ်လောက်ဖြစ်ခဲ့မလဲဆိုလို့ရှိရင်ကိုတိနေရတာပေါ့တချို့ ကိုယ့်ရဲ့ intuition ကတိနေရတာကို80%လောက်ထိကျင်းတည်ခဲ့ပြီကွာ80ကျော်90%လောက်ထိကျင်းတည်နေပြီအဲ့ဒီမှာရုပ်တရက်ကြီး ghost သွားတဲ့အနေထားမျိုးလို့ပြောလို့ရတယ်เนาะဒီပိုင်းတူးလေးတွေကနည်းနည်းတော့ဘယ်လိုပြောရမလဲစိတ်တော်ကိုကောင်းတယ်လို့ပြောလို့ရတာပေါ့เนาะ saturation ဖြစ်နေတဲ့အနေ saturation ဖြစ်နေတဲ့ shift ဖြစ်နေတဲ့အနေထားရဲ့ဆိုနောက်ပြီးတော့ချစ်သူရည်စားတွေဆိုလို့ရှိရင်လည်းပြောရရင်ရေရှည်ထိအိမ်မက်တစ်ခုကိုစပြီးတော့ဆွဲတော့မယ်ဆိုရင် plan ထားပြီးပြီဥမာထားပါတော့ငါတို့ကနောက်3နှစ်လောက်ဆိုရင်လက်ထက်ကြတော့မယ်အဲ့လိုစသဖြစ်ပေါ့เนาะအဲ့လိုလှုပ်ထားပြီးပြီပြောရလို့ရှိရင်အခြေတစ်ခုကိုတော့စပြီးနေပြီဆိုတဲ့အနေထားတစ်ခုကိုရောက်နေပြီပေါ့နော်အဲ့ဒါမှ ghost ခံရတယ်ဆိုတော့နည်းနည်းတော့ပြောရရင်တော့စိတ်လည်းဆိုးဖို့ကောင်းတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ကျမဆက်ပြီးတော့ကြည့်လိုက်မယ်နော်ဒါဘယ်လိုအနေထားကနေစဖြစ်သွားလဲဆိုတာကိုကျမတစ်ချက် show လိုက်တာပေါ့နော် Ace of Pentacles ဆိုတော့ Ace of Pentacles ရဲ့ Pentacles တွေတော်တော်များအခြေကျနေပြီးသားအနေထားတစ်ခုကနေမှရုပ်တရက်ကြီးပေါက်ထွက်သွားတဲ့ကိစ္စမျိုးလို့ပြောလို့ရတယ်နော်အဲ့ဒါဆိုဆက်သွားမယ်Okay ဒါကတော့ကျမထင်တယ်နောက်တစ်ယောက်ပေါ်လာတာပဲဒါရဲ့ third person ပေါ်လာတယ် third person third issue third thing ပေါ့နော်ဘာပဲဖြစ်ဖြစ်အဲ့လိုတတိယတစ်ခုခုပေါ်လာတဲ့ကိစ္စပါ1ကနေပေါ့နော်ဒီမှာဆိုကျမမြင်တာကလေ1ကနေ3ဖြစ်သွားတယ်ပေါ့နော်ပုံမှန်ဆိုရင်တင်တို့2ယောက်အပြင်ကိုမှတစ်ယောက်ပို့လာတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာ1ထားပါတော့တင်တယောက်တည်းဖြစ်မယ်ဒါပေမဲ့အခုက3ဖြစ်သွားတယ်ဆိုတော့တင်ပြင်သူပါဝင်ဆိုနောက်ထပ်2ယောက်ဖြစ်လာတဲ့ကိစ္စမျိုးနောက်တဲ့ issue နှစ်ခုသူ့မှာဖြစ်လာတာပေါ့နော်ကျွန်မမြင်တာတော့အဲ့လိုမျိုးထင်တယ်အဲ့ဒါကြောင့်မို့လို့လဲတင်တို့ကဒီလောက်ထိအခြေကျနေပါပြီဆိုတဲ့အနေထားတစ်ခုကနေပြီးတော့လုံးဝပေါ့နော်ghost ခံလိုက်ရတယ်လို့ကျွန်မမြင်တယ်ဘာဖြစ်လို့လဲဆိုတော့ situation ရှိတယ်ဆိုလို့ရှိရင်လည်းဒါဥပမာပြပြပါပေါ့နော်နီးစက်နေပြီနီးစက်တော့မယ်လို့ခံစားမိနေပြီမှာရုပ်တရက်ကြီး ghost ခံလိုက်ရတယ်စာမလာသတင်းမကြဘာမှလည်းဆက်သွယ်လို့မရတော့ဖြစ်သွားတယ်အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်နှစ်ခုတင်းနဲ့အပြိုင်ပေါ့နှစ်ခုပေါ်လာတာပေါ့နော်ဒီမှာ1ဒီမှာ3ဖြစ်သွားတာဆိုတော့ +2 ဖြစ်သွားတာဆိုတော့အဲ့တော့အဓိပ္ပာယ်ကအကြောင်းအရာတစ်ခုဖြစ်မယ်ထားပါတော့အကြောင်းအရာဆိုလဲဝေးသွားတာပေါ့တင်တို့2ယောက်မှထားပါတော့ तू ကနိုင်ငံခြားသွားရတာतू ကတနေရပေါ့အဝေးတနေရမှာအရင်တော့ကအလုံးမှာရောပေါ့နေရာတစ်ခုခုမြို့နယ်တစ်ခုထဲမှာအလုံးလုံးနေရတဲ့လူတွေပေါ့နော်ရုံစင်းလာကြိုတယ်ဘာညာစသဖြင့်ပေါ့နော်အရင်ရင်းနေတဲ့စစ်ဆန်ရေးတစ်ခုလည်းရောက်နေပြီးသားပေါ့ပြောရလို့ရှိပါပြောပန်နီကယ်ရတာဆိုအခြေကြတော့မယ်လို့ပြောလို့ရတယ်အများမြင်နေမှာဆိုလို့ရှိရင်လည်းအဲ့ဒီမှာသွားထားပါတော့အဝေးသွားရမယ်နိုင်ငံခြားသွားတာလည်းဖြစ်နိုင်တယ်နောက်ထပ်နေခီးသွားတာမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့အဝေးသွားတာအကြောင်းအရာတစ်ခုပြီးတော့အဲ့မှာနောက်ထပ် issue တစ်ခုပေါ်လာတာလူလည်းဖြစ်နိုင်တယ်နောက်ထပ်အကြောင်းအရာတစ်ခုလည်းဖြစ်နိုင်တယ်အဲ့ဒီမှာသူကငကိုထက်အလုံးများသွားတာငကိုထက်ဒါမှမဟုတ်ရင်တင်းတို့ညယောက်ကြားမှာဆက်သွယ်လို့မရအောင်ဆိုဘာဖြစ်မလဲထားပါတော့အရင်တော့ကအင်တာနက်ကနေပဲစာပို့နေကြဆိုရင်အင်တာနက် line တွေများတော့တာအဲ့လိုစသဖြင့်ပေါ့အမျိုးမျိုးဖြစ်နိုင်တယ်
နောက်ထပ်အကြောင်းအရာနှစ်ခုပေါ်လာတာကွာတင်ရဲ့အပြင်ကိုမှအဲ့လိုဖြစ်တာဟိုကခုနကကျမပြောလို့အကြောင်းအရာနဲ့လူလည်းဖြစ်နိုင်တယ်လူ2ယောက်လည်းဖြစ်နိုင်တယ်လူ2ယောက်မှာတစ်ဖက်ကသူမိဘပေါ့နော်မိဘနဲ့နောက်တစ်ခုကကြတော့သူမိဘဘက်ကသဘောတူထားတယ်လို့စသဖြင့်ပေါ့နော်သူမိဘဘက်ကအဲ့လိုမျိုးလည်းဖြစ်နိုင်တယ်အဲ့တော့လူ2ယောက်ပေါ်လာတာ issue နှစ်ခုဖြစ်တာလူ1ယောက်နဲ့ issue တစ်ခုအဲ့လိုစသဖြင့်ဖြစ်တတ်တယ်နော်ဒါလေးကပိုင်းတူလေးတွေကနည်းနည်းရှုပ်မှာဆိုလို့ကျမရှင်းအောင်တော့တေချာပြောတယ်ပေါ့နော်နည်းနည်းနားရှုပ်သွားမှာဆိုလို့လေနော်ဒါနောက်ဆုံးတစ်ခုပြီးတော့သူကိုယ်တိုင်လည်းထွက်သွားချင်တာအဲ့တော့ဘာလို့ ghost လဲဆိုရှင်းရှင်းလေးပဲ ghost လို့ ghost တယ်ပေါ့နော်သူကိုယ်တိုင်ကလည်းထွက်သွားချင်နေတယ်ဆိုတော့ energy မျိုးဖြစ်နေတယ် six of swords ဆိုတာထွက်သွားတော့မယ်ဆိုတဲ့အနေထားကိုဥတီထားပြီးအဲ့တော့ပိုင်းသူလေးတွေကနည်းနည်းတော့ပြောရလို့ရှိရင် ghost ခံလဲရတယ်ဒီခြေနေရအရန်ကိုက်ညီနေတယ်ပေါ့နော်ကျွန်မပြောရတဲ့အရာနဲ့ကိုက်ညီတဲ့အနေထားမျိုးတွေဖြစ်နေတယ်ဆိုလို့ရှိရင်တော့မျောလင်းချက်တော့တိတ်မရှိဘူးလို့တော့ပြောလို့ရတယ်ပေါ့နော်။အဲဆိုသူကိုယ်တိုင်ကလည်းသူ့ရဲ့အသွေးတွေမှာလည်းထွက်သွားဖို့အတွက်ကြံစီနေတဲ့အသွေးမျိုးလေးတွေတွေ့နေရတယ်ပေါ့နော် six of swords ဆိုတော့လေသူထွက်သွားတော့မယ်ထွက်သွားချင်နေပြီထွက်ဖို့အတွက်ဥတီနေပြီအခုမထွက်ရင်တော့မှအချိန်တိတ်မကြခင်လောက်ချိန်နေမှာသူထွက်ဖို့အတွက်ကိုသူလုံနေပြီပေါ့နော်အဲ့တော့ပြောရလို့ရှိရင်တော့တေးကြတဲ့အချိန်လေးတစ်ခုကနေရုပ်တရက်ကြီးတီလို့ဖြစ်သွားတယ်ဆိုတာကသူ့အသွေးထဲမှာပေါ့နော်မကြမီတော့ကသူ့ရဲ့မကြခင်လေးကမှဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုနဲ့ပတ်သက်နေမယ်အဲ့ဒါကပုံမှာသူကလုံးဝအတန်ရှင်းဖြစ်သွားပြီးတော့တင်းစီကနေထွက်သွားတော့မယ်လို့သူက decision လုပ်ပြီးတော့ထွက်သွားတာပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒါပိုင်း2လေးနဲ့ပတ်သက်ပြီးတော့ကျွန်မ reading လုပ်ပြသွားခြင်းဖြစ်ပါတယ်ဒါဆိုကျွန်မပိုင်း3ကိုသွားမယ်နော်ပိုင်း3လေးတွေပိုင်း3လေးကဘာဖြစ်မလဲเนาะဘာလို့ post ခံရတာ okay တစ်ခါကြာလာဆိုယူလိုက် impressed ပိုင်း3လေးတွေကလေပြောရလို့ရှိရင်တစ်ဖက်ဒီကိုရဲ့တစ်ဖက်သူอ่ะเนาะဒါကြာလာတဲ့ကတ်တွေဆိုယူထားလိုက်တစ်ဖက်သူอ่ะလေချောတယ်ပေါ့เนาะချောတဲ့လူလို့ပြောလို့ရတယ်ချောတယ်တိမ်တိမ်မွမွနေတတ်တယ်ပြီးတဲ့ခါကြာလို့ရှိရင်ကြည့်လိုက်လို့ရှိရင်ဟာဒါ make လေးဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ပေါ့နော်သူ့ရဲ့ဒီ physical ပေါ့နော်ဒီအပြင်ပန်းရုပ်ရည်လက္ခဏာကိုအရန်ဂယူးဆိုင်တတ်တဲ့လူဖြစ်မယ်အသေးဂယူးဆိုင်တာမှရိုးရိုးဂယူးဆိုင်တာမဟုတ်ဘူးပေါ့နော်dedication ဟိုကနည်းနည်းအသေးစိတ်ဆန်ပြီးဂယူးဆိုင်တတ်တယ်ပေါ့နော်အလှပလေးတွေကြိုက်တယ်ရေမွှေးလေးတွေစွာတာအမွှေးအကြိုင်လေးတွေကိုကြိုက်တယ်ပန်းတွေကိုကြိုက်တယ်ဒါက make လေးဖြစ်မှယောက်ျားလေးဖြစ်မှမဟုတ်ဘူးเนาะသူ့ရဲ့ဒီဘယ်လိုပြောမလဲကြိုက်နှစ်သက်မှုတွေပေါ့နော်နောက်ပြီး physically အပိုင်းရအဲ့လိုမျိုးသဘောကျတတ်တဲ့လူမျိုးပေါ့နော်ပြောလို့ရလှလဲလှတာပေါ့နော်ကိုယ်တိုင်လဲလှတယ်ယောက်ျားလေးဆိုလဲကြည်ကောင်းတယ် main ကလေးဆိုလဲချောတယ်အဲ့လိုပေါ့နော်ပြောရလို့ရှိရင်ဆွဲဆောင်မှုအရန်ရှိရပေါ့နော် impress ကအရန်လှတယ်ကွာအရန်လှတဲ့ဘယင်မတဘာလေးဆိုတော့ပြောရရင်သူ့မှာအရန်ကိုလှတယ်ပေါ့နော်ပြီးလို့ရှိရင်နူးနူးညံ့ညံ့နေတတ်ပြီးတဲ့ခါကြလို့ရှိရင်နည်းနည်းလူချစ်လူခင်များတယ်လို့ပြောရလို့ရှိရင်သူ့အတိုင်းဝိုင်းမှာလည်းလူချစ်လူခင်များတယ်ပေါ့နော်သူ့ကိုဆိုလို့ရှိရင်စမ်းရှိတယ်ပေါ့ပြောရရင်စမ်းပွင့်တယ်ရောက်ရရက်မှာရုံမြင်ရင်ချစ်ပြီးတော့အတန်ကြားရင်တနာတာလားအဲ့လိုပုံစံမျိုးလေးပေါ့နော်အဲ့လိုလူမျိုးလေးဖြစ်တတ်တယ်အဲ့တော့ဒါပိုင်း3လေးတွေပေါ့နော်အဲ့တော့ပိုင်း3လေးတွေရဲ့တစ်ဖက်သူကဒီလိုမျိုးဆိုတော့ impress ရထားတယ်မျိုးပေါ့နော်အဲ့တော့ပိုင်း3လေးတွေရဲ့ဒီမှာအနေထားတော့ကျမမမြင်ဘလို့အနေထားမျိုးလဲဆိုတာထက်ကိုယ့်ရဲ့ဖြစ်နေတဲ့ပတ္တနာကိုပြပါလူပါလာတာဆိုတော့လေနော်အဲ့တော့အဲ့လိုလူမျိုးချောတယ်ပေါ့နော်ဆွဆောင်မှုရှိတယ်အဲ့လိုလူမျိုးဆိုတော့ကျမနောက်ထပ်တစ်ကက်ကိုကြည့်လိုက်မယ်ဘာလို့ co star လဲဆိုတော့the high princess ကက်ကနှစ်ခါလုံးကတော့ပါဝါတူတယ်အဲ့တော့သူ့ရဲ့စိတ်ထဲမှာမရှင်းမလင်းဖြစ်နေတာတင်နဲ့ပတ်သက်ပြီးတော့သူခံစားချက်ကိုသူမရှင်းမလင်းဖြစ်နေတာတခုဖြစ်နိုင်တယ်လို့တင်ခံစားချက်ကိုသူမရှင်းမလင်းဖြစ်နေတာအဲ့ဒီကြောင့်မို့လို့သူအချိန်လိုနေတယ်ဆိုပြီးတော့ ghost နေတာမဆက်တွေ့တာပေါ့နော်ထားပါတော့သူတို့နှစ်ယောက်က situation ရှိအနေထားဆိုရင်ဒီ situation ရှိအနေထားနဲ့နောက်တစ်ဆင့်တက်ရမယ်ပေါ့နော်ဥမာအဲ့ဒါဆိုလို့ရှိရင်သူကဟုတ်ရဲ့လားငါသူ့ကိုချစ်တာရောဟုတ်ရဲ့လားအဲ့လိုစသဖြင့်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ငါသူ့နဲ့တကယ်ကြီးနောက်တစ်ဆင့်ကိုသွားချင်တာရောဟုတ်ရဲ့လားဆိုပြီးသူပြန်စဉ်းစားနေတဲ့အနေထားကိုရောက်နေတာအဲ့လိုပြန်ပြီးသူ့ကိုသူ reflect လုပ်ချင်တာသူ့မှာတခုခုလိုနေလို့သူခံစားနေရပြီးတော့ပေါ့နော်ဒီသူကမဆက်သွယ်ချင်ဘူးပေါ့နော်ပြောရလို့ရှိရင်အရင်ကထက်ဆိုင်လဲတင်းနဲ့ပတ်သက်ပြီး तू ကတင်းကို तू မသိတဲ့ချက်တွေများတဲ့လူတယောက်ပဲဖြစ်နေတယ်ပေါ့နော်တင်းမှာဟိုနည်းနည်းပေါ့နော်သူတိပြီးတော့မှဒီအကြောင်းအရာတိမှချင်းကတ်တာပို့ပြီးလွယ်ကူလိုက်မယ်ပေါ့နော်ချင်းကတ်တာပို့မှန်မယ်လို့သူထင်နေတဲ့ခံစားချက်တွေလည်းရှိနေတာသူ့ဘာသူ inner mind ထဲမှာဖြစ်နေတဲ့ကိစ္စပေါ့နော်အဲ့တော့နောက်ပြီးတော့သမီးစားတွေဖြစ်နေတဲ့လူကြတော့ရော RS တွေဖြစ်နေလို့ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့သူကလေတင်နဲ့ပတ်သက်ပြီးတော့
သူ့ကိုသူခံစားချက်ကိုနည်းနည်းတော့ဖြစ်လာတာရယ်ပြီးတော့တင်သူ့ပေါ်မှာထားတဲ့တင်ရဲ့ခံစားချက်တွေကိုသူကနည်းနည်းတန်တရားဝင်လာပြီတန်တရားတွေဝင်လာပြီအဲ့တော့ပြီးတော့တန်တရားတွေဝင်လာတယ်အေးယုံကြည်မရှိတော့ဘူးပြီးတဲ့ခါကျတော့သူတီးရမယ်ဆိုပြီးတော့သူတွေးနေပြီးတော့သူတစ်ခုခုလုပ်တော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့သူနေတာပေါ့အဲ့တော့အဲ့ဆုံးဖြတ်ချက်ကိုသူသွားဖို့အတွက်သူနည်းနည်းသူ့ကိုသူပြန်အချိန်လိုနေရဆို refer လုပ်ဖို့အတွက်ဆိုရင်သူကအချိန်တစ်ခုနဲ့တင်ဆက်တယ်ဖြစ်နေတာပေါ့နော်အဲ့တော့နောက်ဆုံးက page of wands ဆိုတော့လေဒီမှာတော့ဘာဆက်ဖြစ်သွားနိုင်မလဲဆိုတော့တည်င်းနေတော့ပြန်ကြားရနိုင်တယ်ပေါ့နော် pine tree လေးတွေကတော့ဥမာဒီတယောက်ဒီသူ့ရဲ့တည်င်းကိုပေါ့နော် ghost ကိုသူဘာလို့ ghost သွားတာလဲ ghost နေတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မကြာမီကာလအချိန်တစ်ခုမှာတော့တည်င်းတစ်ခုတက်စီရောက်လာဖို့ရှိတယ်ပေါ့နော်။သူ့ဘက်ကပြန်ဆက်သွယ်လာပြီးတော့ခြေနေပြန်ကောင်းသွားတာမျိုးပဲဖြစ်ပေါ့နော်။ဒီမှာကျမက 10% issue လို့မျိုးမမြင်နေဘူးပေါ့နော်။မမြင်နေတဲ့အတွက်ကြောင့်ကျမထင်တာတော့သူ့ inner mind ရဲ့ဒါမှမဟုတ်တင်နဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးတော့သူတုံးသွဲရမှာရှိတာရဲ့အဲ့လိုစသဖြင့်ပေါ့နော်။အဲ့ဒါကိုလေနေတာလို့တော့ကျမမြင်တယ် high priestess ကဒီအတွင်းစိတ်ပိုင်းတွေနဲ့ပို့ပြီးတော့သူ့ဘာသူရောက်ရက်ခတ်နေတဲ့ကိစ္စမျိုးဆိုတော့အဲ့တော့ page of one လည်းရထားတယ်ဆိုတော့တိတ်ကြခင်မှာတော့ပေါ့နော်သူနဲ့ပတ်သက်တဲ့တင်သူစီကတော့လက်ကတယောက်စီကတော့လက်ကောင်တင်ကြားရလိမ့်မယ်ဒါမှမဟုတ်လဲသူကိုယ်တိုင်ပေါ့နော်ဟိုမှာနည်းနည်းထားပါတော့ငါလှုပ်ထားတာနည်းနည်းလွန်သွားပြီလားမသိဘူးဆိုပြီးတော့သူကိုယ်တိုင်လာမဆက်သွယ်ရဲလို့တော့တယောက်ကနေသစင်တင်အကြောင်းကိုသူလှမ်းတောက်ကြည့်ပြီးတော့မှသူပြန်ဆက်သွယ်မယ်ပေါ့အဲ့လိုစသဖြင့်ကျိုးပန်းတာမျိုးတွေအဲ့တော့သူကိုယ်တိုင်ကနေသူတရင်ကိုတင်ကြားတာဖြစ်တခြားတယောက်စီကနေပဲဖြစ်တင်ကြားတာဖြစ်လိုက်မယ်ပေါ့နော်အဲ့လိုမျိုးလေးအနေထားတော့ရှိလာပါလိမ့်မယ်အဲ့တော့ဒါကျမပိုင်းထွေးလေးနဲ့ပတ်သက်ပြီး reading လုပ်ပေးတာချင်းဖြစ်ပါတယ်အဲ့တော့အခုဆိုလို့ရှိရင်ကျမပိုင်း3ခုလုံးနဲ့ပတ်သက်ပြီး reading လုပ်ပေးပြီးသွားပြီဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကတော့အများစုကိုကျမ general ခြုံပြီးပြောထားတဲ့ reading ဖြစ်တယ်ပေါ့နော်အဲ့တော့ရာခိုင်နှုန်းတော်တော်များများတော့100% တော့မမှန်နိုင်ဘူးပေါ့နော်ဒါပေမဲ့ energy ကိုတော့အားလုံးကိုက်အောင်တော့ကျွန်မစူးစမ်းပြီးတော့ reading လုပ်ပေးထားတယ်ပေါ့နော်အဲ့တော့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုကျွန်မတို့ဒီနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်